မင်္ဂလာပါဒီနေ့ပန်းမှန်တွေနဲ့ကုံစိမ်းသီးနှံတွေကိုဆိုးဆိုးရွားရွားဖျက်ဆီးတတ်တဲ့စုပ်စားပေါအုပ်စုဝင်လှေပူးရဲ့နေထိုင်ပုံလေးထားဖျက်ဆီးပုံနဲ့ကာဝယ်နှိမ်နင်းနည်းတွေကိုပြန်လည်မျှဝေပေးကြပါတယ်ကျွန်တော်တို့နိုင်ငံသီးနှံစိုက်ခင်းမျိုးစုံမှာကြာမှုအများဆုံးပိုးမွားတွေကတကောင်လည်းဖြစ်ပါတယ်လှေပူးကလည်းအခြားစုပ်စားပိုးတွေလိုပါပဲရာသီဥတုပူနွေးချိန်မှာပုံမကြောက်တတ်ပြီးအရွက်နှုအညွန့်ဖူးတွေရဲ့မျက်နှာပြင်အောက်မှာနေထိုင်စားတောက်ဖျက်ဆီးတတ်ကြပါတယ်။လီပိုအမားတွေကသူတို့ရဲ့ဥတွေကိုအရွက်နှုနဲ့အညွန့်ဖူးတွေထဲမှာဥလေးရှိပါတယ်။၃ရက်ကနေ၈ရက်အတွင်းမှာဥကနေအကောင်ပေါက်တယ်လို့ဆိုပါတယ်။အကောင်ပေါက်ငယ်ရွယ်စဉ်မှာခန္ဓာကိုယ်ကအနီရောင်ဖြစ်ပြီးတော့တဖြည်းဖြည်းအညူရောင်ပြောင်းသွားပြီးရုပ်ဖုံးဘဝကိုကူပြောင်းပါတယ်။ရုပ်ဖုံးဘဝကိုကူပြောင်းတဲ့အခါမှာအပင်ပေါ်ကနေပြုတ်ကျသွားပြီးကြီးထွားမှုအဆင့်ဆင့်ကိုအပင်ရောက်မြေကြီးဒါမှမဟုတ်မြေဈေးပေါ်မှာဆက်လက်လှုပ်ဆောင်ပါတယ်။2ရက်ကနေ9ရက်အတွင်းမှာအရွယ်ရောက်ကောင်ဖြစ်သွားပြီးအနီးပတ်ဝန်းကျင်မှာရှိတဲ့သီးနှံမဲ့တော်တော်များများရဲ့ပင်ကြီးကိုစုပ်ယူစားတောက်ဖျက်ဆီးတတ်ကြပါတယ်။လီပိုးတွေကအရွက်တီရှူးတွေကိုထိုးဖောက်ပြီးပင်ကြီးကိုစားတောက်ဖျက်ဆီးတတ်တာကြောင့်သူတို့တွေကြောက်ဖျက်ဆီးတဲ့အရွက်တွေပေါ်မှာငွေရောင်အကွက်တွေတွေ့ရတတ်ပြီးအရွက်တွေကလည်းကျုံလာကလိတ်လာပြီးအယောင်လည်းပြတ်လာပါတယ်။အပင်ငယ်စဉ်မှာကြောက်ခဲ့ရင်အပင်ကြီးထွားမှုရပ်တန့်သွားပြီးတော့ပန်းပွင့်ချိန်မှာကြောက်ခဲ့ရင်ပန်းပွင့်တွေကအသီးဆင်းမရောက်တော့ပဲကျွတ်ဆက်ကြွေကျသွားတာကြောင့်သီးနှံထွက်နှုန်းကိုလည်းများစွာထိခိုက်စေပါတယ်။ပန်းမှန်ပင်တွေမှာဆိုရင်ပွင့်ပတ်တွေကခြောက်ပြီးကြွေကျစေပါတယ်။အသီးဖြစ်ခဲ့ရင်လည်းအသီးပေါ်မှာအနာဖေးတွေငွေရောင်ကွက်တွေဖြစ်တတ်တာကြောင့်ဈေးကွက်မဝင်ဈေးနှိမ်ခံရနိုင်ပါတယ်။တစ်နှစ်ပတ်လုံးကြောက်တတ်ပေမဲ့အထူးသဖြင့်ပူပြင်းခြောက်သွေ့တဲ့ကာလတွေနဲ့နိုက်ထရိုဂျင်အာဟာရဥပမာပလင်းယူရီးယားများစွာအသုံးပြုထားတဲ့စိုက်ခင်းတွေမှာပိုမိုကြောက်တတ်ပါတယ်။လီပူးတွေကဗိုင်းရပ်စ်တွေသေဆောင်လာတတ်သလိုသူတို့ကိုက်ဖြတ်ဖျက်ဆီးတဲ့ဒဏ်ရာတွေကနေအခြားမှုရောဂါတွေလည်းကြောက်နိုင်ပါတယ်။ကာဝယ်နှိမ်နင်းမယ်ဆိုရင်တော့စိုက်ခင်းအောက်ခြေနဲ့နီးတစ်ဝိုက်ပေါင်းမြတ်တွေကိုရှင်းလင်းပေးပါ။လီပူးကြောက်မှုရှိမရှိသိနိုင်မှုအတွက်အဝါရောင်ပိုးထောင်ချောက်တွေအပင်နီးတစ်ဝိုက်နဲ့စိုက်ခင်းပတ်ပတ်လည်ထားပေးပါ။နိုက်ထရိုဂျင်မြေဩဇာအလွန်ကျွံအသုံးပြုခြင်းကိုရှောင်ရှားပါ။စိုက်ခင်းကိုရေပုံမှန်သွင်းပေးပါ။စိုက်ခင်းမှာလီပူးတွေမကြောက်ခင်တမာပိုးသက်ဆေးဆေးရွက်ကြီးပိုးသက်ဆေးတွေကိုကြိုတင်ဖြတ်ပတ်ကာကွယ်ထားနိုင်တယ်လို့ပိုးကြောက်သွားရင်လည်းနှိမ်နင်းနိုင်ပါတယ်။ပိုးသက်ဆေးကိုတစ်မျိုးတည်းထပ်ခါအသုံးပြုခြင်းမလုပ်ဘဲအခြားဓာတုပိုးသက်ဆေးအနည်းဆုံး2မျိုးလောက်ကိုလည်းအလှည့်ကျဖြန့်ပတ်ပေးခြင်းအပြင်ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ပိုးသက်ဆေးဖြန့်တဲ့အခါမှာလှေပိုးတွေအတွက်ညနေခင်းနေရေးချိန်မှာဖြန့်ပတ်ပေးတာကအထိရောက်ဆုံးလို့ဆိုပါတယ်။ဒီနေရာမှာတစ်ခုထည့်သွင်းပြောချင်တာက EC ပါဝင်တဲ့ပိုးသက်ဆေးတွေကသီးနှံအောင်မြင်ဖို့အရေးကြီးတဲ့ဝက်မုံကူးခြင်းကိုနှောက်ယှက်ဖြစ်စေတာကြောင့်ပန်းပွင့်ချိန်မှာအသုံးမပြုသင့်ဘူးလို့ဆိုပါတယ်။မဖြစ်မနေအသုံးပြုရမယ်ဆိုရင်တော့ညနေခင်းနေရေးချိန်မှာပဲအသုံးပြုသင့်ပါတယ်။ဓာတုဆေးကိုတော့စိုက်ပျိုးရေးဆေးဆိုင်မှာပိုးနာမည်ပြောပြီးမေးဝယ်ပါခင်ဗျာ။ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေရှာဖွေစုဆောင်းမျှဝေပေးဦးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးပါဦး။သီးနှံစိုက်တောင်းသူတိုင်းစိုက်သမျှသီးနှံတွေ့တိုးပြီးထွက်သမျှသီးနှံဈေးကောင်းရကြပါစေဗျာ။ကျေးဇူးတင်ပါတယ်။